မြမမော်လောကမှာအကြောက်ရဆုံးနဲ့အသက်အန္တရာယ်ပေးနိုင်တဲ့အရာကကျိန်စာတိုက်ချင်မဲဆိုတာမင်းတို့သိပြီးသားလားဒါဟာဒဏ္ဍာရီတက်တက်လားဒါမှမဟုတ်တကယ်ပဲတစ်ဖက်လူကိုသိစေနိုင်တဲ့သိပ္ပံနိကြလက်ကွက်တစ်ခုလားဒီဗီဒီယိုမှာငါပြောပြပေးမယ့်အကြောင်းအရာတွေဟာမင်းတို့ကိုအမှန်တရားကိုသိရှိသွားစေမယ့်လျှို့ဝှက်ချက်တွေပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒါဟာမြန်မာနိုင်ငံမှာရင်ဒါမဟုတ်ပဲကမ္ဘာတဝန်းမှာလည်းဒီလိုပုံစံတူဖြစ်ရတွေရှိနေပြီးလူပေါင်းများစွာတည်ဆုံမှုလိုပါပဲကျွန်တော် Monster အိမ်နဲ့တူတူဒီလျှို့ဝှက်ချက်တွေကိုဖော်ထုတ်ကြည့်လိုက်ရအောင်မြမအယူဆမှာပုံနကဆိုတာစေရတူလို့ခေါ်တဲ့နံဝိညာဉ်တစ်ခုကိုခိုင်းစေတာပါရှေးပေပရာပိုက်တွေအရာတုတ်တံမြေနဲ့တိတ်ဆုံးသူရဲ့အတုံးဆောင်တွေကိုတုံးပြီးပြူစားတာလို့သိရှိရပါတယ်မင်းတို့စဉ်းစားကြည့်ဘူးလားဘာလို့ဒီလိုကျိန်စာတိုက်ခံရတဲ့သူတွေကဘာတန်ရာမှမရှိပဲရုတ်တရက်သွေးအံပြီးတိတ်ဆုံးသွားရတာလေအဖြေကတော့အောက်လန်းပညာထက်ပိုပြီးထိတ်လန့်စရာကောင်းတဲ့အရာတစ်ခုဖြစ်နေလို့ပါပဲ